ဒီနေ့ကတော့ဆယ်လပိုင်းဆက်ရှိရနေဖြစ်ပါတယ်မောင်ညာဘာထူးခြားလဲဆိုတော့မန်လေးသွားဖြစ်တယ်ဘာလို့လဲဆိုတော့အမျိုးကိုကားဂိတ်ကိုကားမောင်းပြီးတော့ပို့ပြီးရမင်းနဲ့အဲ့ဒါညနေ3 နိုင်လောက်ကသွားတာ6 နိုင်လောက်မှပြန်ရောက်တယ်3 နိုင်လောက်ကြာပါတော့လမ်းမှာတော့ထူးခြားတဲ့ကိစ္စနဲ့တွေ့မိုးရွာတော့မိုးကကားရှိနေအောင်ရောက်ရှေ့မှာပဲကားရှိမှာပဲရွာကားရှိနေအောင်ပဲသွားနေတောက်လျှောက်မရွာဘူးကသူရဲ့အရှိမှာပဲတော့ရွာမိုးကနေခွကြားရွာနေမိုးကွင်းတော့ဗောနော်ပြောမှဆိုရင်ပြပါရှိသေးတယ်ဘာမှမရှိအောင်မုန်နေဝဲခဲ့မုန်စားမယ်ညနာလည်းကြုံချောင်းကြနေနားမရှိပါနဲ့စာရေးလေးလာနေပါတယ်ဒီမှာစာရေးလုပ်နေပါတယ်ဝိထုလည်းဖတ်နေပါတယ်တနေ့စကားကြည့်လိုက်ဝိထုဖတ်လိုက်စာလေးလုပ်လိုက်ခိုင်းတာလေးလုပ်လိုက်နဲ့ကိုဆုံးနေဖြစ်ပါတယ်ကျမလာတာမသိထေးတော့ဘာမှမရှိပါဘူးဒီနေ့အဲ့လိုထူးခြားခြားကိစ္စလေးအဲ့တခုတော့ရှိပါတယ်ကျန်တဲ့ဟာတော့ဘာမှမရှိပါဘူးဒါလေးပဲရှိပါတယ်ထူးခြားခြားလေးဆိုတော့မွေးလေးကာကြီးကိုလိုက်ပေါ်ကာကိပါနန်းစောနေပဲကာကိကလည်းဒါကြီးကြိုးစားပါရှောက်နေပါရဲ့ကောင်းဆုံးကြိုးစားပြီးပြန်လာခဲ့ပါဟစ်တယ်လား